Top ဆောင်ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါရရှင်အတိအမှတ်ကိုပြုတဲ့ကမ္ဘာထိပ်တန်းကားတွေကြောင့်ဒီကနေ့မှမျှဝေပေးမှာပါ Subscribe နဲ့ခေါင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်ကျမကတော့ခိုင်ပါရှင်စလိုက်ပါပြီနော်နံပါတ်1 Ford Mustang Shelby British Crit Fleet ရဲ့ကောင်တွေကတစည်းကိုကြည့်လိုက်ကြတာပေါ့ရှင်မကြသေးခင်ကတည်းက Ford ရဲ့ Mustang ကားတဲ့တစည်းကိုပါကင်လိုက်ပြီးတော့ရိုက်ထားတာရှိပါတယ်အဲ့ဒီကားဟာဆိုရင်တော့အပြင်ဘက်မှာရင်လမ်းတာမဟုတ်ဘဲနဲ့အတွင်းဘက်မှာလည်းထိတ်တန်းမှာပဲနော် VMB Super အားသွင်းဆက်3လုံးနဲ့ engine power ကိုမြင်းကောင်ရီအား1000ထိမြင့်တင်ပြီးမယ်တခြားသောအစိမ့်မြင့်တင်မှုတွေကိုပါလှုပ်ဆောင်ပေးထားပါတယ်ဒါအပြင်အတွင်းဘက်အကျုံအချက် submarine စနစ်တွေလည်းပါပြီးတော့ Steeder submarine တွေကိုလည်းသုံးထားတာပါbonus အပေါင်း dashboard နဲ့ steering ကိုပါ carbon fiber သားတွေကိုတက်ဆင်ပေးထားပါတယ်။တာယာတွေကတော့အချမ်းလက်မ20ရှိတဲ့တာယာတွေပါ။ဒါပေမဲ့တစ်လုံးစီအနက်ဖြစ်နေရတဲ့အကြောင်းကိုတော့မသိရသေးပါဘူးရှင်။ Bruce Wayne တွေပိုင်နေလို့များလားမှမသိရတော့။နံပါတ်1 Flying Brickရုရှားနိုင်ငံထုတ်ကားတစ်စီးဖြစ်နေပြီးတော့ Flying Brick လို့ခေါ်ပါတယ်။စွန်ဦးစီးပွားရေးသမားကားလည်းဖြစ်ပြီးတော့ကားပြိုင်သမားတွေလည်းဖြစ်တဲ့စာကီကဘာကီကဖန်တီးခဲ့တာဖြစ်နေပြီးတော်တော်လေးကိုမိုက်တာပါ။မိုင်လွန်တဲ့အတွက်စပိန်တာဘတ်မှာရိုက်ကူးခဲ့တဲ့ရုပ်ရှင် series တစ်ခုမှတော့မှအသုံးပြုခဲ့ကြပါသေးတယ်။ series ကတော့နောက်နေ့လောက်ဆိုရင်တော့သင်တို့ကြည့်ရလောက်မှာပါ။နာမည်မြင်လို့ကြောက်တုံးနေနေပဲစောက်ထားရလို့မထင်လိုက်ပါနဲ့ဦးနော်။အတွင်းမှာ V8 engine တွေကိုအတွဲလိုက်တက်ဆင်ထားပြီးအဲ့ဒီ engine တွေကမြင်းကောင်ရီအား900 600လောက်ထိထုတ်ပေးနိုင်ပါတယ်။ဒီထက်ပိုပြင်းမယ်ဆိုရင်တော့900 800ထိပါထုတ်ပေးနိုင်ပါသေးတယ်။ဒီတော့အဲ့ဒီချိန်ကိုထိန်းကြီးဖို့အတွက်တန်မှန်တဆင့်ခံဂီယာနဲ့မရဘဲနဲ့အစင်းစင်းခံထားတဲ့ဂီယာတွေပါတက်ဆင်ထားတာမစမ်းပါအောင်နော်။ဒါပြင်ဘက်ထရီပိတ်ပြီးတော့ဆက်တည်ဖို့အတွက်အပိုခလုတ်တစ်လုံးပြင်တခြားသောမီးအန်ဒီတွေကိုကာကွယ်ဖို့အတွက်အပြင်စင်တွေလည်းတက်ဆင်ထားလျက်ရှိပါရဲ့ရှင်။နံပါတ်3သမိုင်းတွင်လက်ရာ Brass 1300အား Mercedes ရဲ့ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Brass စီကဖန်တီးလိုက်တဲ့အံ့ဖွယ်အရာတစ်ခုပါပဲဖြစ်ပါတယ်။ကားတော့မဟုတ်ပါဘူးရှင်။စူပါဆိုင်ကယ်တစ်စီးဖြစ်နေပြီးတော့သမိုင်းတွင်လက်ရာ Brass Bay 1300အားလို့ခေါ်ပါတယ်။တကယ်တော့အရှိရထွက်ဖူးတဲ့1300အားကိုအဆင့်ထပ်ပြီးတော့မြင့်ထားခြင်းပဲဖြစ်ပါတယ်နော်ဒီဆိုင်ကယ်မော်ဒယ်ဟာဆိုရင်တော့ Brabus ကပထမအဆုံးထုတ်လုပ်ဖူးတဲ့ဆိုင်ကယ်ဖြစ်နေပြီးတကမ္ဘာလုံးအတွက်စုစုပေါင်းအစီးရေ90တာထုတ်ပေးခဲ့တာပါဝယ်ယူပြီးတဲ့သူတွေကလည်းဆိုင်ကယ်မှာပါတဲ့အင်ဂျင်နှလုံးကနေထုတ်ပြီးတဲ့180မြင်းကောင်ရီအားကိုတော်တော်လေးကိုသဘောကျတယ်လို့ဆိုပါတယ်တစည်းလုံးဒီပါကိုကာဗွန်ဖိုင်ဘာနဲ့တက်ဆင်ထားပြီးလေဝင်လေထွက်ပေါက်တွေကလည်းအပါဝင်ပါပဲတိုင်ယာတွေကလည်း18လမ်းမှအချင်းရှိတဲ့ Brabus ရဲ့တိုင်ယာတွေပဲဖြစ်နေပြီးဒီလိုဆိုင်ကယ်နဲ့စီးခွင့်ကြုံမှုဆိုတာတော်ကိုရှားတဲ့အခွင့်အရေးလို့ပြောကြလေးရှိပါတယ်ရှင်။နံပါတ်4 Formula Drift ပြိုင်ပွဲချန်ပီယံTana Force ကိုအခုပြမဲ့ရင်တစည်းဖြစ်တဲ့ Polaris Slingshot ကိုပေးစီလိုက်မယ်ဆိုတော့ဘာဖြစ်မယ်လို့ထင်ပါတယ်လေ။အဲ့ဒီရင်နဲ့ပတ်သက်တဲ့ stunt video တွေကတတိတန်းကြီးကိုထွက်လာမှာပါ။အဲ့ဒီထရာတစ်ခုဟာဆိုရင်တော့မနက်စောစောတစ်ခုမှာ Ford က San Diego တခြားကို Polaris ရဲ့ limit ဖြစ်နေတဲ့400မြင်းကောင်ရီအားထိယုံပြီးတော့မောင်းပြခဲ့တာဖြစ်ပါတယ်။အဲ့ဒီရင်ကိုခေါ်ကြတာကတော့တမူထူးတဲ့ဗီဇာပြောင်းရှင်ဆိုပြီးတော့ပါပဲ။ဒါကြောင့်မလို့လေမော်တော်ဆိုင်ကယ်နဲ့ကားတွေရဲ့အချိုးညီညီပေါင်းဆက်ထားတဲ့ဘိန်း3ဘိန်းနဲ့ရင်တစည်းဖြစ်လို့နေတာပါရှေ့ဘက်မှာလည်းဘိန်းတစ်လုံးပဲပါတာပါသူ့ရဲ့မြင်းကောင်ရီအားကတော့မြင်းကောင်ရီအား183ရှိပါတယ်Force Mount နဲ့ style နဲ့ဆိုရင်တော့ဒီထက်အများကြီးကျန်တာပေါ့လေ။ငန်းရှော့စီကားနဲ့ ADV ကားတွေလိုသဘောကျတဲ့သူတွေအတွက်ကတော့ Polaris Slingshot ဟာတကယ်ကိုလိုချင်စရာပဲဖြစ်ပါရဲ့ရှင်။နံပါတ်5 Lamborghini ယာဉ်တွေထဲမှာလေအရန်ကိုကျန်းတဲ့ engine တွေရှိနေပါတယ်။အဲ့ဒီထရာတစ်ခုဆိုရင်တော့ V12 engine နှစ်ခုစလုံးကိုသုံးထားတဲ့ motor boat တစ်စီးပါ။နာမည်ကတော့ Lamborghini 63လို့ခေါ်ပါတယ်။ CEO ဖြစ်တဲ့သူ Dominic Scarlett ကိုယ်တိုင်ကကျွန်တော်သာ Lamborghini ယာဉ်တွေကိုရေပေါ်မှာပြေးဖို့စိတ်ကူးမိတယ်ဆိုရင်ဒီ Lamborghini 63ကကျွန်တော်စိတ်ကူးပဲလို့ပြောခဲ့တာပါ။ motor boat ရဲ့ဒီဇိုင်းနဲ့ဖွဲ့စည်းပုံကတော့ Lamborghini ရဲ့တခြားကားတွေဖြစ်တဲ့ Miura နဲ့Constrasha တို့အပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ V12 engine နှလုံးအားကြောင့်မြင်းကောင်ရီအားက2000ထိထွက်နိုင်ပြီးတနင်္လာရီကို117ကီလိုမီတာထိပြေးနိုင်ပါတယ်။ Lamborghini 63ဟာဆိုရင်တော့တိစောက်ခဲ့မှုသမျှရှင်တွေထဲမှာအမြန်ဆုံးယာဉ်ဖြစ်နေတည်ရှိနေတာဖြစ်ပါတယ်ရှင်။နံပါတ်6 Scania 900 Kivaraတောင်အာဖရိကတိုက်မှာရှိတဲ့ trucker ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bayside ကနေဖန်တီးပေးလိုက်တဲ့ Scania 900ကိုကြည့်လိုက်ကြရအောင်ပါလားရှင်။အဲဒီကုမ္ပဏီဟာဆိုရင်တော့ trucker လိုမျိုးကားကြီးကြီးတွေကိုအဓိကထုတ်လုပ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ပြီးခဲ့တဲ့2နှစ်လုံးသူတို့ကဒီကားတွေကိုဖန်တီးနိုင်မှုအတွက်စူးစမ်းခဲ့ကြတာပါ။ကားကိုဖန်တီးထားတဲ့ဒီဇိုင်းကတော့တော်တော်လေးကိုကြမ်းကြမ်းရံခံနိုင်မဲ့ပုံပေါက်နေပြီးအတွင်းထဲမှာလည်း engine power 900ထိထည့်ပေးထားတဲ့ပြင် nitro lever ထပ်သုံးမယ်ဆိုရင်တော့ power 1400ထိမြင့်နိုင်ပါသေးတယ်။အဲဒီ engineကိုထိန်းချုပ်ဖို့တော့မှရေရင်သုံးပစ္စည်းတွေနဲ့စနစ်တကျတိစောက်ထားတာဖြစ်ပါတယ်။
နံပါတ်9 Mercedes-Benz GW463အခုပြောမဲ့ Mercedes-Benz ကိုမမိုက်ဘူးလို့သင်ချင်နေပါသလားရှင်။ဒါဆိုရင်တော့အဲ့ဒီကားတွေကိုတမူထူးကြအောင်လို့အဆင့်ထက်မြင့်ထားတာတွေကိုထပ်ပြောရတော့မှာပေါ့နော်။ဂျာမန်ကားကုမ္ပဏီဖြစ်တဲ့ Mercedes ဟာဆိုရင်တော့သူတို့ရဲ့နာမည်ကြီး G-Wagon ကားရဲ့ဒီဇိုင်းတွေကိုပြင်ဆင်ခဲ့ပြီးကားရဲ့ဘန်ပါတွေပိုင်လိုင်းတွေစကားပေါက်တွေကစ်လိုအကုန်လုံးခက်မိအောင်လို့ပြင်ဆင်ခဲ့တာပါ။ဒါနဲ့မကသေးပါဘူး။ကားရဲ့တစ်စီးလုံးမှာရှိနေတဲ့အစိပ်ပိုင်းအလုံးနီးပါးကိုကာဗွန်အစိပ်ပိုင်း100ကျော်နဲ့ဖုံးအုပ်ပေးခဲ့ပါသေးတယ်။ဒီတော့ပြောင်လန်းနဲ့ခမိုင်းဖြစ်နေတဲ့ရှင်မျိုးကိုလိုချင်နေဆိုရင်တော့ဒီရင်ကအသင့်တော်ဆုံးပဲဖြစ်ပါလိမ့်မယ်နော်နံပါတ်၈ Bugatti Bolide နောက်နေ့မှာတော့ Bugatti ရဲ့ Bullet ကားအသစ်ဟာဆိုရင်တော့ customer ratio ရောက်ရှိလာတော့မှဖြစ်ပါတယ်ဒါပေမဲ့လည်း 4.2 တန်းတန်တဲ့ဈေးကြောင့်တော်တော်များအတွက်ကတော့ဝယ်ဖို့ခက်ခဲကြမှာပါဒါပေမဲ့လည်းပေးရတဲ့ဈေးနဲ့တန်စီရပါလိမ့်မယ်Bugatti Bolide ကဆိုရင်တော့ W16 engine ကိုသုံးထားပြီးမြင်းကောင်ရာ1600ရှိကအမြန်ဆုံးနဲ့ရုံးအားအကောင်းဆုံးဖြစ်ုံသားမှာကအပေါ်ပါဆုံးကားလေးဖြစ်လို့နေပါတယ်။ Engineer တွေအစိုးရသူ့ရဲ့အလေးချိန်က1240 kg သာရှိတယ်လို့ဆိုတာပါ။ဒါကြောင့်မလို့လေကားဟာသူ့ရဲ့အမြင့်ဆုံးအရှိန်ကုန်တဲ့အထိလှည့်မြန်သွားနိုင်တာပေါ့နော်။ Bugatti ကတော့အဆိုပါကားဟာခီးဝေးသွားဖို့အတွက်အဓိကထုတ်လုပ်ထားတာဖြစ်နေပြီး900 ကီလိုမီတာလောက်ကို20.16 စက္ကန့်အတွင်းမှာသွားနိုင်တယ်လို့ဖော်ပြထားပါတယ်ရှင်။နံပါတ်Chevy Tanks လေးရောဘိန်း6ဘိန်းပါတဲ့ဒီကားကိုကြည့်လိုက်မယ်ဆိုရင်တော့အတော့ပုံတစ်ခုပါနေတဲ့အကြမ်းပဒန်းခံတဲ့အရာတစ်ခုကိုကြည့်ရတယ်လို့မျိုးအံ့အားသင့်မိသွားမှာပါ။ဒါအပြင်ကားပုံကိုကြည့်ခြင်းအပြင်လေဖန်တီးဖို့အတွက်သုံးထားတဲ့အားစိုက်တာတွေကိုပါတွေ့နိုင်ပါတယ်။ SEMA 2021ကားပြပွဲမှာအရီကာကိုစတင်ချပြခဲ့ပြီးတော့လာရောက်ခဲ့ကြတဲ့လူတွေကလည်းစိတ်ဝင်စားခဲ့ကြတာပါ။အရီကာကိုဖန်တီးခဲ့တဲ့သူတွေကတော့ American သားဖားနှစ်ယောက်ဖြစ်တဲ့ Doug နဲ့ Brick Party တို့ဖြစ်ကြပါတယ်။ Brick ကဆိုရင်တော့ထိုးကျော်နဲ့ကားပြိုင်သမားတစ်ယောက်ဖြစ်နေပြီးသူ့အဖေဒေါက်ကတော့ထိုးကျော်နဲ့ဆက်ပြင်တစ်ယောက်ပဲဖြစ်ပါတယ်။သူတို့ဟာ၎င်းကိုဖန်တီးဖို့အတွက်အတော့ကိုခက်ခဲခဲ့ပြီးအဓိကကတော့ကားရဲ့ပုံစံနဲ့အတွင်းဘက်မှာလိုအပ်တဲ့အစိပ်ပိုင်းတွေအများကြီးရှိနေတာကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအောင်မြင်ခဲ့တာပါ။ Chevy တန်းဟာဆိုရင်တော့900မြင်းကောင်ရီအားထုတ်ပေးနိုင်ပြီးဒီထက်ထပ်မြင့်လိုက်မယ်ဆိုရင်တော့1000ကျော်အထိထုတ်လုပ်နိုင်ပါသေးတယ်။ဒါအပြင်ကားရဲ့ကိုယ်တဲ့အမြင့်ဟာဆိုရင်လေမြေပေါ်အထက်30စင်တီမီတာအထိမြင့်နိုင်ပါသေးတယ်ရှင်။နံပါတ်10 Carb Google မြေပုံမှာတွေ့ရတဲ့တချို့သောကားပုံတွေမှာခက်ရှိရှိကြီးဖြစ်နေတာကိုမြင်ပူပါသလားဒါပေမဲ့တစ်ခါတလေကြာရင်တော့အဲ့ဒီကိစ္စမျိုးတွေကအပြင်လောကမှာလည်းအလားတူဖြစ်နိုင်ပါတယ်ဥမာအနေနဲ့ပြောရမယ်ဆိုရင်တော့ American ရဲ့ Ford F650 ကားလိုမျိုးပါပြုပြင်ဆင်မှုတွေပြီးမှကားဟာ back လို့တောင်မှထင်ရပါတယ်ဘာလို့လဲဆိုရင်တော့လူရှင်းအောင်လောက်တောင်မှအတွင်းထဲမှာဝင်စီးလို့ရနေလို့ပါထိုင်ကုန်တစ်ခုစီမှာဆိုရင်လည်းအပူပေးဆက်တွေပါနေပြီးတကားကလည်းတစ်ဖက်စီမှာ3ချက်စီပါတာပါ audio စနစ်ကလည်းကြည်လင်ပြတ်သားပြီးကားပေါ်မှာနေရင်းနဲ့နားထောင်နိုင်တယ်လို့အပေါ်ကတက်ထားတဲ့ TVC ကနေလည်းရုပ်ရှင်ကြည့်လို့နိုင်ပါသေးတယ်။ပါကင်ထိုးတဲ့အခါမှာသုံးတဲ့နောက်ကြည့်ကင်မရာကလည်းတော်တော်ကိုအသုံးဝင်ပါတယ်ရှင်။နံပါတ်7 Sava SMT-K အခုလာမယ့်တစ်ခုကတော့ရုရှားနိုင်ငံထုတ်ရှင်ဖြစ်နေပြီးသူ့ရဲ့အမြန်နှုန်းကြောင့်ပဲတော်တော်ကိုအံ့အားသင့်စရာဖြစ်နေမှာပါ။အဲ့ဒီ Sava 950K ဟာဆိုရင်တော့တော်တော်ကိုမြန်ပြီး1642မီတာအကွာအဝေးကိုတနာရီကို115.5 မိုင်နှုန်းနဲ့ပါရုံးနိုင်စွမ်းရှိတာပါ။အဲ့ဒါဟာစံချိန်တစ်ခုလိုတောင်ဖြစ်နေပြီးအဆိုပါနှင်းလျှောစီးဘုတ်ကမြန်တယ်လို့1.8 တန်လောက်အလေးတွေကိုလည်းအင်ဂျင်ပါဝါ430နဲ့တည်ပြနိုင်ပါသေးတယ်။ပိုကောင်းတာကတော့သူတို့ရဲ့ရောင်းချတဲ့ website မှာဆိုရင်တော့ဘုတ်အတွင်းဘက်ကအစိပ်ပိုင်းတစ်ခုစီကိုကိုယ်စိတ်ကြိုက်ရွေးချယ်နိုင်တာပဲဖြစ်ပါတယ်။ဇပွဲတို့မီးလေးရောင်တွေတို့ပြီးတော့ဘက်ထရီအပိုတို့လှေကားတို့ကားမေအမိုးကားတွေစသဖြင့်ဒါရီယာစရွေးချယ်မှရလို့ရနေပြီးကိုယ်ဝင်လိုက်တဲ့အခါမှာလည်းအဲ့ဒါတွေအကုန်လုံးကတရွဲတဲ့ပါလာမှဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီမော်တော်ဘုတ်ကလူ10ယောက်ထိတောင်မှဆန်ပါသေးတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်ခွင့်ပြုပါနောက်တစ်ခေါက်ဒီမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ဆက်လက်ချစ်ခင်အားပေးပါအောင်လို့ပြောကြရင်နှုတ်ဆက်ပါရစေရှင်ဘိုင်ဘိုင်